ရုရှားနိုင်ငံကသူတို့ရဲ့အနည်းဆက်ဆုံးမဟာမိတ်နိုင်ငံပြိုလဲသွားတာကိုအခုတင်ပဲကြည့်နေလိုက်ရပါတယ်။အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အာလီခါမနီကိုတပ်ဖြတ်လိုက်တဲ့ဖြစ်ရပ်ကအရှေ့အလဲပိုင်းဒေသတွေကပြဿနာတစ်ခုတည်းမဟုတ်ပါဘူး။အကြောင်းကတော့အကြီးဆုံးပြဿနာကတဟရန်မှာမဟုတ်ဘဲမော်စကိုမှာဖြစ်နေနိုင်ပါတယ်။ရုရှားသမ္မတဗလာဒီမီယာပူတင်အတွက်အခုအချိန်မှာခက်ခဲတဲ့ geopolitical dilemma တစ်ခုဖြစ်နေပါတယ်။သူ့ရဲ့အရေးကြီးဆုံးမဟာမိတ်တွေကတနိုင်ငံကိုအမေရိကန်နဲ့အစ္စရေးပူးပေါင်းတိုက်ခိုက်မှုကြောင့်ခေါင်းဆောင်ကိုဆုံးရှုံးလိုက်ရတာပါ။အီရန်ဆိုတာရုရှားအတွက်တာမန်မဟာမိတ်တစ်ခုမဟုတ်ပါဘူး။နှစ်ပေါင်းများစွာအတွင်းရုရှားနဲ့အီရန်ကမဟာဗျူဟာအဆင့်အများကြီးမှာပူးပေါင်းလှုပ်ဆောင်လာခဲ့ပါတယ်။ဥပမာဆီးရီးယားမှာဘာရှာအယ်အဆတ်အာနာကိုထိန်းထားနိုင်အောင်နှစ်နိုင်ငံလုံးပူးပေါင်းလှုပ်ဆောင်ခဲ့ပါတယ်။အမေရိကန်ရဲ့ West Asia အတွင်းတက်ရောက်မှုကိုနှစ်နိုင်ငံလုံးဆန့်ကျင်ကြပါတယ်။အီရန်က BRICS အဖွဲ့ဝင်ဖြစ်ပြီးရုရှားနဲ့တရုတ်တို့ကအနောက်နိုင်ငံအင်အားကိုပြိုင်ဖို့တည်ထောင်ထားတဲ့စီးပွားရေးအုပ်စုတွေကတနိုင်ငံလည်းဖြစ်ပါတယ်။မော်စကိုရဲ့အငြင်းအဆိုရေးအီရန်ဟာရုရှားရဲ့မဟာဗျူဟာပတ်ဝန်းကျင်ထဲမှာပါဝင်တဲ့နိုင်ငံတစ်ခုပါ။ဒါကြောင့်အီရန်ခေါင်းဆောင်ကိုတတ်ဖြတ်လိုက်တာကဒေတာဒရိတ်ဖြစ်ရတစ်ခုတည်းမဟုတ်ပါဘူး။ဒါဟာရုရှားကအနောက်နိုင်ငံအင်အားမကျဲပြန့်သွန်းလို့ယူဆထားတဲ့ဒေတာအတွင်းမှာဖြစ်သွားတဲ့ဖြစ်ရဖြစ်ပါတယ်။ဒါဆိုရင်ပူတင်ဘာကြောင့်သတိထားပြီးတုံ့ပြန်နေသလဲ။အကြောင်းတစ်ခုကတော့ရုရှားအတွက်ဝါရှင်တန်ကလိုအပ်တဲ့အရာတစ်ခုရှိနေလို့ပါ။ရုရှားယူကရိန်းစစ်ပွဲအတွင်းထရမ့်အစိုးရကရခိုင်အမေရိကန်အစိုးရတွေတဲ့ပိုပြီးအလေလတဘောထားကိုပြထားပါတယ်။ပူတင်ကထရမ့်ကိုတိုက်ရိုက်ဝေဖန်လိုက်ရင်ဒီမဟာဗျူဟာအားသားချက်ကိုဆုံးရှုံးသွားနိုင်ပါတယ်။ဒါကြောင့်အမေရိကန်ကိုဝေဖန်တဲ့အတန်တွေကိုရုရှားနိုင်ငံသားဝန်ကြီးနဲ့အစိုးရမီဒီယာတွေကသာပြောနေတာဖြစ်ပြီးခရမ်လင်ကိုယ်တိုင်ကတော့တိတ်တိတ်နေပါတယ်။ဒီလိုအခြေအနေမျိုးကိုပူတင်ဒီနဲ့အတွင်းမှာပထမဆုံးကြုံရတာမဟုတ်ပါဘူး။အရင်တုန်းကလည်းအမေရိကန်စစ်တပ်ကဗင်နီဇွဲလားသမ္မတနီကိုလတ်မဒူရိုကိုဖမ်းဆီးခဲ့ပါတယ်။မဒူရိုကလည်းမော်စကိုနဲ့နှီးစပ်တဲ့အစိုးရခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာလည်းခရမ်လင်ကတုံ့ပြန်မှုကိုအတော်တီးတီးငြိမ်ငြိမ်ပြုလုပ်ခဲ့ပါတယ်။အကြောင်းတစ်ခုကတော့ဝါရှင်တန်ကအဲ့ဒီလောက်ရောက်ကို Western Hemisphere ဟာအမေရိကန်ရဲ့မဟာဗျူဟာတရားမှုဒေတာဖြစ်တယ်ဆိုတဲ့မူဝါဒအောက်မှာလွတ်ခဲ့တာလို့ပြောခဲ့တာပါ။မော်စကိုရဲ့အမြင်ဆိုရင်ဒီအကြောင်းပြချက်ကတကယ်တော့ရုရှားအတွက်အကျိုးရှိပါတယ်။အမေရိကန်ကလာတင်အမေရိကကိုသူတို့ influence zone လို့ပြောနိုင်ရင်ရုရှားကလည်းယူကရိန်းနဲ့ Eastern Europe ကိုသူတို့ influence zone လို့ပြောနိုင်ပါတယ်။ဒါပေမဲ့အီရန်အခြေအနေကမတူပါဘူး။မတူရိုကိုဖမ်းဆီးခဲ့တာဖြစ်ပေမဲ့ခါမနီကိုတော့တပ်ဖြတ်လိုက်တာဖြစ်ပါတယ်။ပြီးတော့ဒီဖြစ်ရပ်ကရုရှားရဲ့မဟာဗျူဟာအကျိုးစီးပွားနဲ့ပိုနီးရဲ့ဒေတာထဲမှာဖြစ်သွားပါတယ်။ပူတင်အတွက်ဒီဖြစ်ရပ်ကသူ့ရခင်ယုံကြည်ချက်တစ်ခုကိုထပ်ပြီးအတည်ပြုနိုင်ပါတယ်။အဲ့ဒါကတော့အမေရိကန်စစ်ရေးဖိအားကိုကိုယ်နိုင်ငံနေဇနာတီခွင့်လွှတ်တဲ့နိုင်ငံတွေဟာနောက်ဆုံးမှအန်တရာယ်ကြုံနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ပါ။မော်စကိုရဲ့အမြင်ဆိုရင်အီရန်ကသူ့ကိုယ်သူရန်သူနိုင်ငံတွေနဲ့အမေရိကန်စစ်အခြေခိုင်းတွေကဝိုင်းထားတဲ့အခြေအနေကိုခွင့်လွှတ်လိုက်တာဖြစ်ပါတယ်။ပူတင်ကအခုဒီအချက်ကိုယူကရိန်းစစ်ပွဲအထက် justification အဖြစ်နဲ့ထပ်ပြီးအသုံးပြုနိုင်ပါတယ်။သူ့အဆိုရင်ရုရှားဟာအန်ဒီယာတွေကိုနေဆက်ကအဝေးကိုတွန်းဖို့ရမယ်မဟုတ်ရင်နောက်ကျသွားနိုင်တယ်ဆိုတဲ့အကြောင်းပြချက်ချက်ပါတယ်။အများစုကရုရှား၊အီရန်၊တရုတ်ကို axis of autocrats လို့ခေါ်ပါတယ်။ဒါပေမဲ့အမှန်တကယ်တော့သူတို့ရဲ့ဆက်ဆံရေးကအဲ့ဒီလောက်မတင်းကျပ်ပါဘူး။ရုရှားက North Korea နဲ့တော့စီရေးကာကွယ်ရေးသဘောတူညီမှုရှိပါတယ်။ဒါပေမဲ့အီရန်နဲ့တော့အဲ့လို defense treaty မရှိပါဘူး။ဒီနိုင်ငံတွေကအကျိုးစီးပွားတူတဲ့နေရာမှာပူးပေါင်းကြပါတယ်။ဒါပေမဲ့အပြန်အလှန်စီရေးကာကွယ်ရေးအပေါ်မကန့်တတ်ထားပါဘူး။ရခိုင်ခေတ်တွေမှာတော့စီရေးလူရများကြီးလောက်ခင်နိုင်ငံတကာအထောက်ထားနဲ့တရားဝင်ခွင့်ပြုမှုကိုရယူဖို့စ조사ကြပါတယ်။ဥပမာ2003အီရတ်ဝါမတိုင်ခင်အမေရိကန်က UN ဟစ်ထောက်ခံမှုကိုရယူဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့အီရန်ကိစ္စမှာတော့ဒီတိုက်ခိုက်မှုကို US Congress တို့မဟုတ် United Nations ကခွင့်ပြုမှုမပေးခင်ပဲဖြစ်သွားပါတယ်။ဒါကအချက်တစ်ခုကိုပြနေပါတယ်။တစ်ချိန်တော့ Rules-based International Order လို့ခေါ်ခဲ့တဲ့ကမ္ဘာစနစ်ဟာအခုအချိန်မှာတဖြည်းဖြည်းအားနည်းနေတာဆိုရယ်လက္ခဏာဖြစ်နိုင်ပါတယ်